ANFS Channel ရဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထာမန်ရဲ့အရာရှိတယောက်နဲ့ကဘာကျော်လူသက်သမားတယောက်ကြားကကြောင်နဲ့ကြွက်ကစားပွဲလို့အကျိတ်နဲ့လိုက်လံဖန်ဆီးခဲ့တဲ့ဖေးရမန်ဇလန်တပုံကြောင့်ကိုပြောပြပေးသွားမှာပါကဲဇလန်ကိုမစားခင်1980ပြည့်နှစ်တည်းကမွန်ဘိုင်းမြို့ရဲ့အငွေ့အသက်ကိုအရင်ဆုံးစိတ်ကူးနဲ့ပုံဖော်ကြည့်ကြရအောင်အဲ့ဒီခေတ်ကလမ်းတွေပေါ်မှာဂိုင်းစလာတဲ့ကြီးစိုးနေပြီးရဲတပ်ဖွဲ့ကလည်းမြို့ရဲ့ငင်းချမ်းရဲ့အတွက်အမြဲတမ်းတိုက်ပွဲဝင်နေရတဲ့အချိန်ပေါ့ဒီလိုရှုပ်ထွေးပွေလီနေတဲ့အခြေအနေမှာပဲကြားရသူတိုင်းကိုအံ့အားသင့်သွားစတဲ့သတင်းကြီးတစ်ခုကတနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်တပတ်မှမိသားစုနဲ့အတူတာမန်ဘဝလေးကိုဖြတ်တန်းနေတဲ့ရိုးရိုးသားသားရဲဝန်တန်တူနောက်တစ်ဖက်မှာကျတော့နိုင်ငံတကာကတော့ဝိုင်းဖမ်းနေရတဲ့ကဘာကျော်ရာဇဝတ်ကောင်တစ်ယောက်သူတို့နှစ်ယောက်ရဲ့ထိုက်တိုက်တွေ့ဆုံမှုကဘလို့အဆုံးသတ်သွားမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါပဲကဲဒီတော့ဇလန်ရဲ့အထီးကဆက်ဆောင်နှစ်ယောက်နဲ့စာပြီးမိတ်ဆက်ပေးပါမယ်သူတို့ရဲ့ဘဝတွေကဘလောက်တောင်ကွာခြားနေတယ်လဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီမှာကြည့်လိုက်တာနဲ့တင်သူတို့နှစ်ယောက်ရဲ့ကဘာနှစ်ခုကဘလောက်တောင်ကွာခြားလဲဆိုတာမြင်နိုင်ပါတယ်တစ်ဖက်မှာစုံထောက်စင်းတွေမနက်ဆိုမိသားစုတော့နွားနို့တန်းစီဝယ်ရတဲ့တာမန်အိမ်ထောင်ဦးစီးတယောက်ပါသူ့ဘဝကအေးအေးဆေးဆေးတီတီငိမ့်ငိမ့်မှာပဲဒါပေမဲ့တစ်ဖက်မှာတော့ Charles Sobridge သူကတော့ Interpol ကတော့အလိုအရှိဆုံးဖြစ်သတ်မှတ်ထားတဲ့သူအိန္ဒိယရဲ့အလုံးကြုံဆုံးဆိုတဲ့တီဟာထောင်ကနေတောင်လွတ်အောင်ပြေးနိုင်ခဲ့တဲ့သူပါသူရဲ့ထွက်ပြေးမှုကပဲဇန်ဒေးရဲ့တည်ငြိမ်နေတဲ့ဘဝကိုလိုင်းထန်သွားစေခဲ့တာပါသူရဲ့ထောင်ဖောက်ပြေးပုံကတကယ်ကိုရုပ်ရှင်ဆန်လွန်းပါတယ်စဉ်းစားကြည့်လေထောင်ထဲမှာမွေးနေ့ပွဲကျင်းပခြင်းတယ်ဆိုတဲ့ကြောင်ပြချက်နဲ့ထောင်ရရှိတွေရောအဆောင်တွေကိုပါအိတ်စိတ်ခတ်ထားတဲ့မုံဒီကျွေးပလိုက်တာအားလုံးမင်းမျောနေတော့မှတော့သူနဲ့တူလူတွေကထောင်တကားမကြီးကနေဘာမှမဖြစ်တယ်လို့အေးစစ်စစ်လမ်းလျှောက်ထွက်သွားနေတာပါဒီဖြစ်ဖြစ်တစ်ခုတိုင်းနဲ့တင်သူဘလော့ကောက်ချစ်ပြီးဘလော့ရဲတင်တယ်ဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်ဆိုတော့ Charles တယောက်လွတ်သွားပြီဒါကအစိုးရအတွက်မျက်နှာအပြက်ရောက်ဆုံးအခြေအနေတခုဖြစ်သွားတာပေါ့ဒါကြောင့်ပဲဒီအမှုကိုအမြန်ဆုံးဖြေရှင်းဖို့အတွက်အထူးတာဝန် PF ချင်းခံရတဲ့ရဲအရာရှိတွေကိုပေါ်ထွက်လာခဲ့တာပါအမိုးကတီးလောက်ကြီးနေတာဘာလို့တာမန်ဆောင်ထောက်တယောက်ဖြစ်ခဲ့ဇန်ဒေးကိုမှရွေးပြီးတာဝန်ပေးရတာလဲဆိုရင်မေးခွန်းရှိလာနိုင်ပါတယ်အကြောင်းကတော့သူတို့နှစ်ယောက်မှာရာဇဝင်ဟောင်းရှိခဲ့လို့ပါလွန်ခဲ့တဲ့စမနဲ့1987ခုနှစ်တုန်းကဇန်ဒေးက Sobridge ကိုလဲရဖန်ဆီးနိုင်ခဲ့တဲ့တူးတဲ့တော့အရာရှိဖြစ်ခဲ့ဖို့ပါတယ်အဲ့ဒီတုန်းကဖြစ်ပျက်ကိုပြန်တတိရတဲ့ရဲမင်းကြီးကဒီမို့ကိုဇန်ဒေးကိုပဲယုံယုံကြည်ကြည်ပုံလိုက်လိုက်တာပါဒါပေမဲ့အခုတစ်ခေါက်ရင်ဆိုင်ရမယ့်သူကအရင်ကနေလုံးဝမတူတော့ဘူးဆိုတာကိုတော့ဇန်ဒေးတယောက်သိနေခဲ့ပါတယ်ကဲအခုမြေနဂါလို့နာမည်ပြောင်းပေးခံထားရတဲ့ Charles Sobridge ကဘယ်လိုလူစားမျိုးလဲဆိုတာအသေးစိတ်ကြည့်ရအောင်သူ့ကိုမြေနဂါလို့ခေါ်ရတာကသူကဖမ်းပြီးတော့မလို့လို့နဲ့အမြဲတမ်းပြန်လက်လွတ်မြောက်သွားတယ်လို့ပါနောက်ထပ်နာမည်ပြောင်းတစ်ခုကတော့ဘီကီနီလူသက်သမားပါဘာလို့လဲဆိုတော့သူ့ရဲ့သားကောင်အများစုကဘီကီနီဝတ်ဆင်ထားတဲ့နာမည်ကြားသူခီးသွားအမျိုးသမီးတွေဖြစ်နေလို့ပါသူ့ရဲ့လုံနီလုံးဟန်ကလူတွေကိုဆွဲဆောင်စီယုံနဲ့ယုံကြည်လာအောင်လုပ်တဲ့ပြီးမှရရက်ဆက်ဆက်တပ်ဖြတ်လူရတာပါကဲအစီအစဉ်စားပါပြီဇန်ဒေးနဲ့သူ့ဖွဲ့ဟာ Charles Hotel တခုမှရှိနေလေလို့တင်ရတာနဲ့ချစ်ချင်းမဲ့ Hotel ဝန်ထမ်းကြီးဖြစ်အယောင်ဆောင်ပြီးဝန်စီဖို့ကြိုးပမ်းခဲ့ပါတယ်ဒါပေမဲ့ဖွဲ့တွေကစုံထောပါတေးတယ်မတော်တဆအမားတစ်ခုကြောင့်အစီအစဉ်တစ်ခုလုံးပြတ်သွားခဲ့ပြီး Charles ကထပ်ပြီးတော့လွတ်မြောက်သွားခဲ့ပြန်ပါတယ်ဒီပြက်က Charles အတွက်တော့ပျော်စရာကင်းတစ်ခုလိုပါပဲသူကရဲတွေကိုကြောက်ရွံ့မနေတဲ့ပြင်ဒီကြောင်နဲ့ကြွက်ကစားပွဲကိုပျော့ပျော့ကြီးကစားနေတာပါသူ့ရဲ့ wanted poster ပေါ်မှာဒီလိုစာရေးပြီးပြောင်းလောင်းသွားတာကရဲတပ်ဖွဲ့အတွက်တော့ကြီးမားတဲ့စော်ကားဦးတစ်ခုလိုပါပဲပထမကြိမ်အမားနေဇန်ဒေးတယောက်တငန်းစာအကောင်ကောင်ရသွားတယ် Charles ကိုတိုက်ရိုက်ဖမ်းဖို့စ조사ပဲအစားသူ့ပတ်လည်ကယူတွေကိုတယောက်ပြီးတယောက်ဖမ်းဆီးပြီးပိုက်ကွန်ကိုတဖြည်းဖြည်းကျင်းမြောင်းလာအောင်လုပ်ခဲ့ပါတယ်ဒီနေရာမှာဇန်ဒေးရဲ့ဇွဲလုံလာနဲ့စနစ်တကျစုံစမ်းတတ်တဲ့အရေးတွေကတကယ်ကိုအရေးပါတာကိုတွေ့ရပါတယ်နောက်ဆုံးပါတော့သူ့လူတွေစီကနေအရေးကြီးလုံးတဲလုံးဆက်တစ်ခုဖြစ်တဲ့ Charles ရဲ့တီးနေရာကိုတီးလိုက်ရပါတော့တယ်အခုတော့ဇလန်ကမွန်ဘိုင်းရဲ့လမ်းချင်းလေးတွေကနေလှပါပြီးလူစီကားတဲ့ဂိုဝါကမ်းခြေတွေစီကိုနေရာပြောင်းသွားပါပြီဒီနေရာမှာလူလိုက်ဖမ်းပွဲကပိုပြီးပြင်းထန်လာတယ်လို့အန်ဒီလည်းပိုများလာပါတော့တယ်တစ်ဖက်မှာဇန်ဒီတို့ဦးဖွဲ့ဂိုဝါကိုလိုက်လာနေတော့ Charles ကလည်းသူ့ရဲ့နောက်ထပ်ကြောက်စရာကောင်းတဲ့အစီအစဉ်ကိုစဉ်းစားနေခဲ့ပြီနိုင်ငံကူလက်မှတ်အတူလို့ဖို့ပိတ်ဆက်မရှိတော့တဲ့အခါသူ့ရဲ့အကြံကတော့ဒါပါပဲအဖြစ်မဲ့ခီးသွားသုံးောက်ကိုတတ်ပြီးသူတို့ရဲ့အထောက်ထားတွေကိုယူသုံးဖို့ပါဒီစကားတစ်ခွန်းကသူ့ရဲ့ရက်ဆက်မှုကိုမီးမောင်းထိုးပြနေပြီးဇန်ဒီတို့အဖွဲအချီမီတားဆီးနိုင်ဖို့ဘလို့အရေးကြီးလဲဆိုတာကိုရှင်းရှင်းလင်းပြနေပါတယ်စိတ်ဝင်စားစရာကောင်းတာကမွန်ဘိုင်းကနေလာလာတဲ့ဒီလိုရဲ့အဖွဲ့ကလည်းအတိတ်ကြုံမရှိတဲ့သူတွေများလဲသူတို့တော့ရာလုံးကအသစ်ဆန်ဖြစ်နေပြီးဒီချင်းတွေကဇလန်းကိုဟ
ဟာတနဲ့တင်မောင်မှုတွေရောရသွားစေခဲ့ပါတယ်ဒီလိုဇလန်ချင်းချုပ်ကိုသဘောကျတယ်ဆိုရင်ဒီတင်ဆက်မှုကိုလိုက်တစ်ချက်လို့လုပ်ပြီးအားပေးခဲ့ကြပါအောင်နော် သူတို့ရဲ့ကိုအားစစ်စင်ကတကယ်ကိုဟာတာဇလန်တပုတ်လိုပါပဲအလွယ်တွေအချော်တွေနဲ့ပြည့်နေတာရှုပ်ဝတ်စုံစမ်းရမှာကိုနာမည်ကြီးမင်းသားနာမည်တွေတုံးတာဝင်ရှိတဲ့အိမ်မှာအပိုးကြီးတယောက်ရဲ့တနက်နဲ့ချင်းချောက်တာခံရတာတွေကတမျိုးနောက်ပြီးစုံထောက်ပါတဲ့ကလည်း night club ကိုရှုပ်ဝတ်စုံစမ်းရမှာကိုဘယ်သူမှမေ့မရနိုင်မဲ့တောက်ပြောက်တွေဝတ်ဆောင်ကြီးဝတ်သွားခဲ့တာကတမျိုးပါဒီအလွဲတွေကတင်းမတ်နေတဲ့ဇလန်ကိုခဏတာအသက်ရှူချောင်စေခဲ့ပါတယ်အလွဲတွေအားလုံးထဲမှာအထွတ်အထစ်ကတော့ဒါပဲဖြစ်မယ်စုံတောက်ဇန်ဒေးကိုရိုင်းအဖမ်းခံလိုက်ရတာပါကန်းချေပါတီတစ်ခုမှာလူဆိုးတယောက်လူအယောင်ဆောင်စုံစမ်းနေတော့မှဒေတာကန်ရဲတွေကတကယ်လူဆိုးအမတ်နဲ့ဖမ်းဆီးလိုက်တာပါဒီဖြစ်ဖြစ်ကသူ့နယ်မြေမဟုတ်တဲ့နေရာမှာစစ်စင်ရေးလုတ်ရတဲ့အခက်အခဲနဲ့သူ့ရဲ့စစ်ဖြစ်မှုကိုအမြင့်ဆုံးရောက်စေခဲ့ပါတယ်အရာအလုံးမာယွင်းနေပြီးစိတ်တကြနေတဲ့အချိန်မှာပဲဇန်ဒီရဲ့ခေါင်းထဲကိုအတွေ့အချက်ဖြတ်ခနဲ့ဝင်လာပဲချားလစ်ဘလော့ပဲပါနာသူမှအားနေချက်တစ်ခုရှိတယ်အဲ့ဒါကတော့ပိုက်ဆံပါသူပိုက်ဆံတဲ့အားလုံးကိုအမေရိကမှာရှိတဲ့သူ့ဇနီးကထိန်းချုပ်ထားတာကြောင့်သူထစ်ပြေးဖို့ဆိုရင်သူ့ဇနီးကိုမထစ်မနေဆက်သွယ်ရမယ်ဆိုတာဇန်ဒီကောက်ချက်ချလိုက်ပါတယ်ဟုတ်ပြီအခုတော့ဇလန်ကအစောဖြတ်ပြေးမဲ့အပိုင်းကိုရောက်လာခဲ့ပါပြီဇန်ဒီရဲ့ဉာဏ်ပညာကနောက်ဆုံးမှာတော့မြူနီကာကိုပိုက်ကွန်ထိကနေလွတ်မထွက်အောင်ပိတ်ဆို့နိုင်တော့မှာပါဇန်ဒီရဲ့အစီအစဉ်ကတော့ရှင်းနေမယ်ချားစ်ကပိတ်ဆန်လို့နေတယ်သူ့မိမကိုဆက်သွယ်ရမယ်ဆိုတော့သူဖုန်းခေါ်မဲ့နိုင်ငံတကာဖူးဆက်တဲ့နေရာမှာစောင့်ဖမ်းဖို့ပါပဲဒါပေမဲ့တညလုံးစောင့်တာတော့ချားစ်ကပေါ်မလာပြပါဘူးအဖွဲ့သားအများစုကချားစ်တက်ဘော့စစ်ကနေလွတ်သွားပြီးထင်ပြီးလိုက်သွားချိန်မှာဇန်ဒီနဲ့ပါတီလိုနေရောက်တဲ့ကြံနေခဲ့တော့ကန်ဒီယာကမျက်နှာထားပြီးခဲ့ပါတယ်သူတို့ရှိနေတဲ့ဟိုတယ်ရဲ့မင်္ဂလာပွဲတွေကိုချားစ်ကလမ်းလျှောက်ဝင်လာခဲ့ပါတယ်အဲ့ဒီမှာပဲမင်္ဂလာဆောင်တစ်ခုလုံးပွက်လော့ရိုက်သွားစေမဲ့ထိတ်တိုက်တွေ့ဆုံမှုကြီးဖြစ်ဖွားပါတော့တယ်လူတွေရဲ့အလဲမှာဇန်ဒီနဲ့ပါတီလို့နှစ်ယောက်တည်းကကဘာကျော်လူသက်သမားကိုအသက်နဲ့လဲပြီးဖမ်းဆီးခဲ့ကြပါတယ်နောက်ဆုံးမှာတော့အာရင်ချင်းမမြပဲမဲ့ဇွဲမလျှော်တဲ့ဇန်ဒီကချားဆော့တက်ကိုဒုတိယကြိမ်ဖြစ်အောင်မြင်ဖမ်းဆီးနိုင်ခဲ့ပါတော့တယ်ဒါပေမဲ့ဒီဇလန်ကဒီမှာမပြီးသေးပါဘူးကိုအာရဲတွေကချားလက်စ်ကိုသူတို့ဖမ်းတာဖြစ်ရမယ်ဆိုပြီးနယ်ဆက်မှာလာတာပါတယ်မွန်ဘိုင်းနဲ့ကိုအာနယ်ဆက်မြင်းပေါ်မှာချားလက်စ်ကိုလူလွန်ဆွေးပွဲကြီးဖြစ်ပွားခဲ့တယ်အဲ့ဒီအချိန်မှာဇန်ဒီကသူ့ရဲ့နောက်ဆုံးပိတ်ညံညံတဲ့ကိုတောင်းခဲ့ပါတယ်ကိုအာရဲ့အရာရှိကနယ်ဆက်မြင်းကိုတစ်ဖက်ကျော်လာတာကိုထောက်ပြပြီးဥပဒေအရသူတို့ဖမ်းဆီးခွင့်မရှိတော့ကြောင်းပြောလိုက်တာပါဒါကဇန်ဒီရဲ့ဉာဏ်ပညာကအကျဉ်းဖက်မှုတွေပိုပြီးအစွမ်းထက်ကြောင်ထပ်တည်ပြသွားတဲ့အခိုက်အတန့်ပါပဲကဲရုပ်ရှင်တွေက action နဲ့ဟာတာ嘅စိတ်လုံးရဆက်တဲ့အကြောင်းတော့ပြောပြီးသွားပြီအခုဒီဇက်ကောင်တော့ကိုယ်ကတကယ်လူတကယ်အဖြစ်မှန်အကြောင်းကိုဆက်ပြီးဆွေးနွေးကြည့်ကြအောင်ဒါကဒီတင်ဆက်မှုရဲ့တကယ်တန်ဖိုးရှိစေမဲ့ဘိုင်းဖြစ်ပါတယ်ရုပ်ရှင်ကတော့ဖျော်ဖြေရေးအတွက်ချာဆော့ဘရတ်ကိုဆွဲဆောင်မှုရှိတဲ့ညံများတဲ့လူတိုင်းကြီးတယောက်လိုပုံဖော်ထားပေမဲ့တကယ်ဖြစ်မှန်ကတော့အရန်ကိုကွာခြားပြီးကြောက်စရာကောင်းပါတယ်အပြင်မှာသူဟာအဖြစ်မဲ့ခလီးသွားတွေကိုတားကောင်ဖြစ်တတ်မှပြီးရရဆက်ဆက်လွေစားတက်ဖြစ်ခဲ့တဲ့နောင်တတရားကင်းမဲ့တဲ့လူသက်သမားတယောက်ပါရုပ်ရှင်ကဖျော်ဖြေတက်တက်ဖြစ်ပြီးမဲ့တကယ်ဖြစ်မှန်ကတော့ဝမ်းနဲ့ကြေကွဲစရာတွေနဲ့ပြည်နေပါတယ်ဒါကတော့တကယ် Charles Software Share ဘဝမတ်တိုင်တချို့ပါသူဟာ1980ခုနှစ်တွင်အတွင်းမှာအာရှနိုင်ငံအများပြားမှာလူသတ်မှုပေါင်းများစွာကျူးလွန်ခဲ့ပါတယ်ရုပ်ရှင်တွေကအဖြစ်တဲ့1986ခုနှစ်မှာထောင်ကလွတ်မြောက်ပြီးပြန်အဖမ်းခံရပြီးနောက်မှာလဲသူဟာနောက်ဆုံး2003ခုနှစ်နီပေါနိုင်ငံရောက်မှအပြီးသက်ဖမ်းဆီးခံခဲ့ရပြီးတသက်တကျွန်းကြခံခဲ့ရပါတယ်။အော်စရာကောင်းတာကတော့2020ခုနှစ်မှာအသက်အရွယ်ကြီးရမှုကြောင့်ထောင်ကပြန်လွတ်လာပြီးအခုပြင်သစ်မှာလွတ်လပ်စွာနေထိုင်နေတဲ့ဆိုတဲ့အချက်ပါပဲ။ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ကြပါတယ်။ဖျော်ဖြေဇလန်တွေကတကယ်အဖြစ်မှန်တွေပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့အမြင်ကိုဘယ်လိုပုံသွင်းနေသလဲဆိုတာပါပဲ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းတင်ဆက်မှုတွေကိုနောက်ထပ်ကြည့်ရှုခြင်းသေးတယ်ဆိုရင် ANFS channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်တင်ဆက်မှုတွေမှာပြန်ဆောင်ကြမယ်